နေရာကိုရောက်နိုင်တဲ့အထိကိုအများနဲ့အားပေးပြီးတော့ supporting ပေးခဲ့ကျွန်တော်ရဲ့အဖေနဲ့မေကျေးဇူးတင်ပါတယ်။ဖေကတော့ဒီမှာရှိကြမယ်အမေကတော့ဒဏ်ရာလေးရပါမလာနိုင်ဘူးเนาะဆိုတော့အဖေကိုတက်တာပြပါပြီးတော့ကျွန်တော်ရဲ့ကားဆိုတော့လာပြီးတော့ support လာပြီးအားပေးတာပါ။ကျေးဇူးအများကြီးတင်ပါတယ်မှာ။ကျွန်တော်လည်းပြောပြအောင်ဘယ်လောက်တောင်ရင်ကုန်လဲကိုမောက် brand အောင်လာပြီးတော့ဝင်းရပေးရတော့။မတော်ကြအလုံးများတယ်လေအဲ့လိုဆိုလေတွေ့လက်တဲ့အချိန်မှာရမ်းပျော်သွားပြီးတော့ဒီမှာပန်းစီအကြည့်ပဲ။ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရင်းနေခုံနေတာဒါကျွန်တော်ပထမဆုံးတက်တဲ့ကားဆိုတော့လေကျေးဇူးတင်ပါတယ်မှာ။ရုပ်တော်ဖေလာလေးလည်းကြည့်ရတာ။ဖေလာလေးကြည့်လိုက်တော့ဟိုဒါဝိုင်းတရုပ်ဆောင်တွေလည်းပါတယ်ပြီးတော့ညီမလေးတို့လိုမျိုးပေါ့နော်လူငယ်တွေအင်အားများများနဲ့တေချာလေးဝင်ပြီးတော့တရုပ်ဆောင်ထားတဲ့လူငယ်တွေရဲ့ဖန်တီးမှုစ조사မှုတွေလည်းအများကြီးပါတာဖြစ်တာပေါ့နော်ပြီးတော့ထူးခြားဆန်းသစ်တဲ့ရတာတစ်ခုကိုပေးစွမ်းနိုင်မယ်လို့လည်းထင်တယ်ပေါ့ဒါကြောင့်မို့ဒီနေ့လာပြီးတော့အားပေးဖြစ်တာပါရှင်ညီမလေးရောဒီထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအကုန်လုံးအားလုံးလည်းအားပေးပါတယ်ရှင်ဟုတ်အမြဲတမ်းကိုကဒီမှာလက်ခုပ်လာတီးနေကြဟိုအခြားဟိုတငယ်ချင်းတွေမိတ်ဆွေတွေကိုလက်ခုပ်လာတီးနေကြဖြစ်တယ်ဆိုတော့ကိုကဒီနေ့ဟိုလက်ခုပ်တီးခံရမယ်သူတွေမှာပါတာပေါ့နော်ဆိုတော့အရန်ရင်ခုန်နေပါတယ်ဟုတ်ဟုတ်ပြောဆောင်မှုတွေပေါ့မနက်လေးပြောချင်တယ်ပြောဆောင်မှုကတော့သူစပြီးတော့လည်းသူ့ကိုတတိထားမိတာတော့လို့ music video တစ်ခုမှာပေါ့နော်အဲ့ဒီမှာသူ့ရဲ့ပြောဆောင်မှုလေးကရင်ထဲထိရဲထူးခြားတယ်ပေါ့သူအရန်ပြောဆောင်တတ်တာပဲလို့ခံစားရတယ်ပေါ့နော်အဲ့တော့ဒီကားထဲမှာလည်းအများကြီးပြောလိုက်ရပါပါသူပထမဆုံးပြောပြဆိုတော့နည်းနည်းရှိရှိလေးပြောမယ်နော်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ဒီဘဝအစလေးရပါတော့ခြေလမ်းအစလေးရဒီနေရာကိုရောက်နိုင်တဲ့အထိကိုအများနဲ့အားပေးပြီးတော့ supporting ပေးခဲ့ကျွန်တော်ရဲ့အဖေနဲ့မေကျေးဇူးတင်ပါတယ်ဖေကတော့ဒီမှာရှိကြမယ်အမေကတော့ဒဏ်ရာလေးရပါမလာနိုင်ဘူးเนาะဆိုတော့အဖေကိုတက်တာပြပါပြီးတော့ကျွန်တော်ရဲ့ဘာလို့လို့ပေါ့နော်အားပေးခဲ့ကြတယ်ကျွန်တော်ရဲ့ပရိသတ်တွေကျေးဇူးများတင်ပါတယ်ဒီပရိသတ်တွေမရှိနေကျွန်တော်ဒီညမှာရက်ခွင့်ရခဲ့မှလည်းမဟုတ်ပါဘူးအဲ့အတွက်ကျေးဇူးတင်ပါတယ်အခုနအမကိုတွေးလိုက်တာလေဟို BTS camera မှာပါသွားလို့မကျွန်တော်အရန်အော်ဝမ်းတာပါအမတကယ်လုံးများရယ်မှာဟိုဒီလိုမျိုးကျွန်တော်တို့လိုအစ်စ်တွေပွဲကိုလေဒါစီနီယာအမတယောက်အနေနဲ့တကယ်ဟိုတလေးတစားနဲ့လာပြီးလို့တကယ်အရန်ဝမ်းတာတကယ်အရန်ပျော်တယ်မှာတကယ်လို့အမလည်းပျော်တယ်အများကြီးအောင်မြင်ပါစေအကြီးအောင်မြင်ပါစေဒီထက်မကအောင်မြင်မှုတွေအများကြီးရရှိပါစေညီမလေးဆုထရပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လိုမျိုးမဟုတ်ပါဘူးကိုကလာပြီးဟုတ်တယ်ကျွန်တော်တို့စတွေ့ကြရလေအမမချေဘူးတခါမှလေတခါမှတကယ်မချေတာအမဆိုအမြဲပြောဖာကိုမိခင်သမီးကဖာကိုချင်းတူဖာကိုတူတူပဲဖာကိုညီအမတွေလို့ကိုလည်းချစ်တယ်အားကြောင့်လို့ပေါ့နော်ကိုကတော့အဲ့လိုမျိုးငယ်လေးတွေတို့စူးစမ်းတဲ့သူတွေဆိုလို့ရှိရင်အများနဲ့အားပေးလျက်ပါပဲပေါ့နော်သူဆိုလဲအရန်ကိုစူးစမ်းတဲ့သူတယောက်ထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မို့အများကြီးအောင်မြင်စေချင်တယ်ဒါကြောင့်မို့လာပြီးအားပေးဖြစ်တာပါရှင်ဟုတ်တယ်မကြည့်ရသေးဘူးဟုတ်ပြန်ပြောရတာကျွန်တော်တို့ဒီလူငယ်တွေအများကြီးဟိုမှာအပိုင်း၃ပိုင်းပါတယ်ပေါ့နော်ဟိုအဓိက main joy ကတော့ကျွန်တော်တငယ်ချင်း၄ယောက်ရှိရယ်အောင်ရင်ထိုက်ရယ်အောင်စရမင်းထင်ဆွမ်းထက်ညီညီကျွန်တော်ရဲ့၄ယောက်ရှိရယ်ဆိုတော့ပထမ story ကကျွန်တော်နဲ့ဟိုအောင်စရမင်းတင်ရယ်အဲ့လိုမျိုး story ကိုကြည့်ရမယ်ဒုတိယ story ကျအောင်ရင်ထိုက်နဲ့ဘဘရာဇာတို့နဲ့ story ပေါ့နော်တတိယ story ကျတော့ကိုရဲနောင်ချိုတို့ဆွမ်းထက်ညီညီတို့ပေါ့အဲ့လိုမျိုးလေးရောခန်းစားမှာ၃ပိုင်းပေါ့ဟုတ်စိတ်ဝင်စားနေပြီကြည့်သားမယ်ဟုတ်ပြီပြန်မပြောရအများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါရရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ